ဒီမှာပုံနာကြီးတယောက်ကနေပြီးတော့မြတ်စွာဘုရားရဲ့အထံသွားပြီးတော့မြတ်စွာဘုရားတပည့်တော်တို့ဟာတက်တရားတွေကလည်းကြည်ရင်ပါပြီတပည့်တော်တို့အရွယ်အဖြစ်လည်းပဲကြည်ရင်ပါပြီရှင်ဘုရားတို့လိုတရားလည်းတရားအားထုတ်နိုင်ဖို့ရာအတွက်ဆွမ်းကလည်းမထွက်နိုင်ပါဘူးသားသမီးတွေဇနီးခင်မွန်းတွေကိုလည်းပဲမစွန့်လွတ်နိုင်ပါဘူးဒီဘဝမှာပဲပျော်ပျော်ရွှင်ရွှင်နေကြပါတယ်ဒါကြောင့်မြတ်စွာဘုရားတပည့်တော်တို့လိုက်နာကျင့်သုံးရမယ်တရားစကားဟောတော်မူပါဘုန်းသားကြီးပြောတဲ့စကားကဒီဘဝမှာပျော်ပျော်ရွှင်ရွှင်နေခြင်းနဲ့မိသားစုတွေနဲ့လည်းအတူနေခြင်းနဲ့တေလွန်သွားတဲ့အခါကောင်းရာသူဂရီဘုံဘဝကိုရောက်ခြင်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုပြီးတော့ဘုန်းသားကြီးကပြောတာပါဒါကိုမြတ်စွာဘုရားကဘုန်းသားကြီးသင်ပြောတဲ့အတိုင်းပဲဒီဘဝမှာမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေမယ်တေလွန်တဲ့အခါကောင်းရာသူဂရီဘုံဘဝကိုရောက်မယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုကျင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကနံပါတ်1ဖရာရှင်ကိုတော်မြတ်ကိုယုံယုံကြည်ကြည်ကိုးကွယ်စိတ်ကပ်ပါနံပါတ်1ပေါ့နော်ဖရာယရနာကိုယုံယုံကြည်ကြည်ကိုးကွယ်စိတ်ကပ်ပါယုံယုံကြည်ကြည်ကိုးကွယ်စိတ်ကပ်ရမယ်အများကြီးလိုအပ်တယ်ပေါ့နောက်တစ်ခါတရားယရနာကိုယုံယုံကြည်ကြည်ကိုးကွယ်စိတ်ကပ်ပါတန်ခါယရနာကိုယုံယုံကြည်ကြည်ကိုးကွယ်စိတ်ကပ်ပါ၃ခုဖြစ်သွားမယ်၅ပါးသီလကိုလုံခြုံအောင်စောင့်ထိန်ပါ၄ခုဒီထက်တေချာချာစိတ်ချခြင်းနဲ့ဆိုလို့ရှိရင်တော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပယ်ထားနိုင်ရင်တော့ကောင်းဆုံးပဲလို့မြတ်စွာဘုရားဟောတာရှိပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဒီတရားဓမ္မကိုနားထောင်ပြီးတဲ့အခါဘုရားယန္နာကိုတက်ရှိထင်ရှားဘုရားကဲ့သို့ယုံကြည်ကိုးကွယ်စိတ်ကကြရမယ်။တရားတော်သည်တန်တရားရေးဒုက္ခဘေးကနေပြီးတော့လွန်မြောက်စေတတ်တဲ့အပယ်လေးပါးကနေပြီးတော့လွန်မြောက်စေတတ်တယ်ဆိုပြီးတော့တရားဓမ္မကိုတကယ်ယုံကြည်ကိုးကွယ်စိတ်ကတန်ခါယနာတိလေယာမြေကောင်းနဲ့တူတယ်ဆိုပြီးတော့တန်ခါတွေရဲ့ပေါ်မှာလည်းပဲယုံယုံကြည်ကြည်ကိုးကွယ်စိတ်ကငါးပါးသီလပေါ့ဗန္နာတိပါဒအာဒေနာဒါနကာမေတုမိစ္ဆာချာရမုဒ္ဒဝါဒသုဒ္ဓမေရယဆိုတဲ့ကံ၅ပါးမှာလုံးကြုံကြုံစောင့်ထိန်မှုလိုအပ်တယ်ဗန္နာတိပါဒသူတစ်ပါးအသက်ကိုတက်ချင်းမှရှောင်ကျင်ခြင်းအာဒိနာဒါနပစ္စည်းခိုးခြင်းမှရှောင်ကျင်ခြင်းကာမေတုသူတစ်ပါးရဲ့တာမယာပြမှားခြင်းမူတာပြောခြင်းတေးသေးရဲ့တောက်စားခြင်းဒါတွေကိုလုံခြုံမယ်ဆိုလို့ရှိရင်လည်းပဲသင်ပြောတဲ့အတိုင်းဖြစ်နိုင်တယ်မြတ်စွာဘုရားဟောတာဖြစ်ပါတယ်လူတဲ့တေးကြတယ်ဆိုရင်တော့ဘုရားဟောတဲ့အတိုင်းပါပဲဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပဲတတ်ထားနိုင်ရင်တော့ကောင်းဆုံးဖြစ်တယ်လို့မြတ်စွာဘုရားကပုံနာကြီးလျှောက်ထားတဲ့အတိုင်းဟောကြားတာဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေပေါင်းသူတို့ကောင်းတို့ဒီလည်းပဲဒီဘဝမှာပျော်ပျော်ရွှင်ရွှင်နေပြီးတော့တည်လွန်သွားတဲ့အခါကောင်းရာသူဂရီဘုံဘဝကိုရောက်ချင်တယ်ဆိုလို့ရှိရင်ခုဟောကြားပြီးခဲ့တဲ့အချက်အလက်တွေကိုလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ကောင်းရာသူဂရီဘုံဘဝကိုရောက်ပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဆိုတာကိုသဘောပေါက်